မင်္ဂလာပါ American သုံးနေ့စာစီစဉ်ကကြိုဆိုပါရစေကျွန်မလှလှတန်းပါ Minglaba, welcome to English American Style. I'm George Grow. ဒီကနေ့ American သုံးနေ့စာစီစဉ်မှာအချိန်ကိုအဓိပ္ပာယ်ရတဲ့ time ကိုအခြေခံတဲ့ idiom အသုံးတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ခုပထမဆုံးတင်ပြပေးမယ့် idiom အသုံးကတော့ Time out. ဖြစ်ပါတယ်စာလုံးပေါင်းက time time ကအချိန် out out ကအပြင်ဘက်လို့အဓိပ္ပာယ်ရသလိုကုန်သွားတာမရှိတော့တာကိုလည်းရည်ညွှန်းပါတယ်ဒါကြောင့်စကားပိုက်ထုံးရဲ့ဓာတ်ရိုက်အဓိပ္ပာယ်ကတော့အချိန်ကုန်သွားတာပေါ့ဒီနေရာမှာ time နဲ့ out ကြား hyphen ဆိုတဲ့တုံးတိုကလေးကိုခံထားတာဖြစ်ပြီး time out ဆိုတဲ့စလုံးနှစ်ရပ်ပေါင်းထားတဲ့ compound word ကို noun ဖြစ်သုံးထားတာဖြစ်ပါတယ်တချို့အပြီးတန်တွေမှာတော့ time out ကိုကြားကတုံးတိုမခံဘဲသုံးနိုင်တယ်လို့ဖော်ပြထားတာလည်းတွေ့ရပါတယ် idiom ဆိုတဲ့ the white အဓိပ္ပာယ်ကတော့တခုခုကိုလှုပ်ဆောင်နေတုန်းခဏရပ်ဖို့ခဏနားဖို့ပြောတာဖြစ်ပါတယ်အထူးသဖြင့်အားကစားပွဲတွေဖြစ်တဲ့ basketball volleyball ဘောလုံးကန်ပွဲစသဖြင့်မှာဒိုင်တွေနီးပြတွေကစားသမားတွေဟာသူတို့ပွဲစဉ်တွေရဲ့စီးမြင်တွေအရကစားပွဲအခြေအနေကိုကြည့်ပြီးလူလဲခြင်းနဲ့ကိုယ့်အသင်းသားတွေနဲ့ကစားကွယ်ပြောင်းဖို့တိုင်ပင်ကြရတယ်ဆိုရင် time out ဆိုတဲ့ပွဲကိုခဏရပ်ပေးဖို့တောင်းခံပိုင်ခွင့်ရှိကြပါတယ် basketball ပြိုင်ပွဲတွေမှာဆိုခိတ္တနားခြင်းနဲ့ဆိုရင်ဘယ်ဘက်လက်ဖြားကိုထောင်းပြီးညာဘက်လက်ဖွားနဲ့ထိပြီးအင်္ဂလိပ်အခရာတီပုံစံသင်္ကေတပြကြတာတွေ့ဘူးကြမှာပါဒါကြောင့်ဒီနေ့စဉ်အဲ့ဒီဘဝမှာလဲ time out သင်္ကေတလုတ်ပြကြတယ်ဆိုရင်တော်လောက်ပြီကိုဆိုလိုတာဖြစ်ပါတယ်အထူးသဖြင့်တစ်ခုခုကကြားလို့ညင်းငွေလာတယ်ဒါမှမဟုတ်အပြန်အလှန်ညင်းခုန်နေကြတာမရက်တော့လို့နားကြီးလာပြီးဂျားကတီးမခံနိုင်တော့ဘူးကျမတို့မြန်မာမှာရကြပါတော့တော်ကြပါတော့ကောင်းဦးအေးထားစဉ်းစားပါအောင်လို့ပြောမယ်ဆိုရင်time out လို့ရည်ညွှန်းပြောနိုင်ပါတယ်ခိတ္တအနားယူဖို့ဝင်ပြောတာဖြစ်ပါတယ်ဒီသုံးနဲ့ပတ်သက်လို့ George ကိုပြီးတဲ့ဥမာကိုလေ့လာကြည့်ကြရအောင်ပါ Joan shouted at her brothers, who were yelling at each other. Hey, you two, she said. Time out. Joan ကတယောက်နဲ့တယောက်အတန်ကုန်ဟိရန်ဖြစ်နေကြတဲ့သူ့မောင်မြောက်ကိုဟဲ့တော်ကြပါတော့လို့အော်ပြောလိုက်တယ်လို့အဓိပ္ပာယ်ရပါတယ် George ကိုပြီးတဲ့ဥမာကိုနောက်တစ်ခေါက်နားဆင်ကြည့်ကြရအောင်ပါJoan shouted at her brothers, who were yelling at each other. Hey, you two, she said. Time out. ခုဆက်လက်တင်ပြပြီးမယ့် idiom အသုံးကတော့ Time is of the essence. ဖြစ်ပါတယ်စာလုံးပေါင်းက time time ကအချိန် is ကဖြစ်တာ of ကရဲ့ ess essence ကအရေးကြီးတာဆိုတော့စကားထုံးရဲ့ဓာတ်ရိုက်အဓိပ္ပာယ်ကတော့အချိန်အရေးကြီးတာပေါ့ဒီနေရာမှာ idiom ဆိုတဲ့ the white အဓိပ္ပာယ်ကလည်းတိတ်မကွာထားပါဘူးအထူးသဖြင့်ဒီတုံးကိုစာချုပ်တွေချုပ်ဆိုရမှာသုံးလေးရှိပါတယ်ဘယ်နေ့ဘယ်ရဲ့နောက်ဆုံးထားလုပ်ရမယ်ဆိုတာကိုကန့်သတ်ထားတာမို့အချိန်ကိုလေးစားဖို့ကန့်သတ်ရဲ့ကြော်ရင်စာချုပ်အကျုံးဝင်မှုကုံဆုံးမှာရက်ကြော်လို့ရော်ကြီးပေးဒဏ်ကြီးပေးဆောင်ရမှာစသဖြင့်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီးဒီအသုံးကိုရည်ညွှန်းသုံးတာဖြစ်ပါတယ်ဒါကြောင့် idiom အသုံးကတော့ကန့်သတ်ခြင်းရှိနေတာကိုသတိပေးတာဖြစ်ပါတယ်ဒီအသုံးနဲ့ပတ်သက်လို့ George ကိုပြီးတဲ့ဥမာကိုလေ့လာကြည့်ကြရအောင်ပါ Time is of the essence. According to the contract, you have to settle on the purchase of the apartment in 30 days, or you lose your deposit. နောက်ဆုံးကန့်သတ်ရဲ့ပေးထားတာကိုဂရုစိုက်ပါစာချုပ်ရဆိုတိုက်ခန်းဝယ်တာရက်30တွင်ငွေမချေနိုင်ရင်ခင်များပေးထားတဲ့စပေါ်ငွေရှုံးနိုင်မယ်လို့ဒီပေးရပါတယ် George ကိုပြီးတဲ့ဥမာကိုနောက်တစ်ခေါက်လေ့လာကြည့်ကြရအောင်ပါ Time is of the essence. According to the contract, you have to settle on the purchase of the apartment in 30 days, or you lose your deposit. ခုနောက်ဆုံးတင်ပြပြီးမှာကတော့ All in good time. ဖြစ်ပါတယ်စာလုံးပေါင်းက all ကအားလုံး in ကအတွေ့ good good ကကောင်းတာ time time ကအချိန်ဆိုတော့စကားထုံးရဲ့ဓာတ်ရိုက်အဓိပ္ပာယ်ကတော့အားလုံးအချိန်ကောင်းတဲ့အတွင်းမှာပေါ့ဒီအသုံးရဲ့ idiom အဓိပ္ပာယ်ကတော့ကျမတို့မြန်မာမှာအနည်းဆက်ဆုံးပြောရမယ်ဆိုရင်တိတ်ဆိတ်ပူမနေနဲ့အချိန်တန်ရင်သူ့ဟာနဲ့သူအားလုံးအဆင်ပြေလိမ့်မယ်ဆိုတာပါပဲဒီသုံးနဲ့ပတ်သက်လို့ George ကိုပြီးတဲ့ဥမာကိုလေ့လာကြည့်ကြရအောင်ပါSusan is worried that she will be an old maid for the rest of her life. But her grandmother told her she will meet the right person all in good time. Susan ကသူတော့တစ်သက်လုံးအပြိုကြီးဘွားနဲ့အယုတ်ထုတ်ရတော့မယ်လို့စိတ်ပူနေတာဒါပေမဲ့လို့သူ့ဖွားကအချိန်တန်ရင်အဆင်ပြေပြီးသူနဲ့တင့်တော်တဲ့လူနဲ့တွေ့မှာပါလို့ပြောတယ်လို့အဓိပ္ပာယ်ရပါတယ် George ကိုပြီးတဲ့ဥမာကိုထပ်လေ့လာကြည့်ကြရအောင်ပါ
Susan is worried that she will be an old maid for the rest of her life. But her grandmother told her she will meet the right person, all in good time. ခု English American Style American သုံးအိတ်စာစီစဉ်မှာတင်ပြခဲ့တဲ့ idiom အသုံးတွေကတော့ Time out. Time is of the essence, all in good time. တို့ဖြစ်ကြပါတယ် English American Style American သုံးအိတ်စာစီစဉ်ကို VOA မြန်မာပိုင်းရဲ့ internet စာမျက်နှာပေါ်မှာသင်ခန်းစာစာစွမ်းကိုစာသားနဲ့ဖော်ပြပေးထားပါတယ်ဒီအစီအစဉ်ကို radio ကနေလည်းဖမ်းယူနားဆင်နိုင်ပါတယ် VOA မြန်မာပိုင်းရဲ့ website လေးစာကတော့ burmese.voanews.com ဖြစ်ပါတယ်ရှင် Thanks a lot for watching English American Style. See you next time. English American Style English စာစီစဉ်ကိုခုလိုကြည့်ရှုအားပေးကြတဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်ရှင်